လိုတင်ကိုလာဘရူဒက်လူသက်ကောင်များအတွင်ဘရူဒက်ကိုမြင်လိုက်လျင်စီးစာရေရွလိုက်မိလေသည်စီးစာကြီးဝိယုံကိုခတ်တင်းတင်းဆွဲပိတ်လိုက်သည်မရှုမလလဲကြခြင်းမရှိစေရန်ဖြစ်သည်သူသည်ဓာတ်ချက်23ချက်ရရှိသောသူ၏ပြိုင်မြေကြီးပုံပြီးရုပ်တုချေနှင့်လဲကျသွားလေတော့သည်ဒါကတော့ BC 44မလ15ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ရောမလွတ်တော်တွင်ကလူသက်မှုကြီးပါဒီလိုတဲ့တပ်ပြတ်မှုကြီးဟာကဘာမှာထင်ရှားကြော်ကြားလာပါတယ်စီးစာကိုလုံးကျန်တပ်ပြတ်ခဲ့ခြင်းပဲဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာမင်္ဂလာပါရောမသမိုင်းနဲ့ကဘာတိုင်းမှာထင်ရှားကြော်ကြားလာတဲ့ရောမစစ်သူကြီးဧကရိဘယင်ပညာရှင်တပတ်ဖြစ်ခဲ့တဲ့စီးစာရဲ့အကြောင်းကိုတင်ပြလိုပါတယ်သူသည်မြေတစင်းဘေးတွင်ရပ်နေပြီးတွန့်ဆုတ်နေခဲ့သည်မြစ်ကိုဖြတ်ကူးခြင်းသည်စစ်ပွဲဖြစ်မိကိုသူသိသည်မြည်တော်ပင်ဖြစ်စေသူဖြတ်ကူးခဲ့သည်ရောမသမိုင်းသည်ထိုချိန်မှစ၍ဘယ်သောအခါမှပြန်ကောင်းမလာတော့ပေအရာအလုံးသည်ထိုယူဘီမြစ်ကိုဖြတ်ပြီးချိန်မှစ၍နောက်ချောင်းနှစ်တွင်ကဘာကြီးနှင့်ရောမကိုပြောင်းလဲစေခဲ့တော့သည်ဂျူလီယက်စီဇာသည်ရောမသမိုင်း၌အကြီးမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည်အမှန်တော့ရောမသမိုင်း၌တော့မဟုတ်အမှန်တော့ပြုမိသမျှသမိုင်းဝင်ပုဂ္ဂိုလ်များတွင်အကြီးဆုံးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်သူနဲ့ရှင်နိုင်ရန်အတွက်တန်းတူရည်တူမရှိပါဘူးသမိုင်းဆရာတို့ကလည်းတညီတညွတ်တဲ့ဆုံးဖြတ်ချက်ပြုထားကြပါတယ်စီးစာဘယင်ဆောင်ရောင်အသွင်ပြင်ကိုညှင်းပယ်ခဲ့သူလည်းဖြစ်ပါတယ်သို့သောစီးစာဟူသောအမည်ဒီပင်လင်အုပ်စိုးခြင်းဩဇာကြီးခြင်းအတိတ်ဘက်ကိုပေါ်ဆောင်လေသောဖြစ်နေလေတော့တယ်စီးစာစစ်သူကြီးဖြစ်၎င်းနိုင်ငံရေးသမားဖြစ်၎င်းအမျှော်မြင်ကြီးသောနိုင်ငံဦးဆောင်သူဖြစ်၎င်းအဟောပြောကောင်းသူဖြစ်၎င်းအရေးသားပြောင်မြောက်သူဖြစ်သမိုင်းဆရာဖြစ်၎င်းအောင်မြင်တင်ရှားကြီးမြင့်ခဲ့သူဖြစ်လေတယ်စာသူတော်ကြီးစိတ်စပီးရဲ့အဆိုအရ Best with the narrow world light a colorless အရာသူ့ကိုကဘာကြီးရောတင်းငယ်ကျင်းပြောင်းနေတယ်လို့ဆိုတယ်ဒီစီတရားနဲ့တိုးမို့နှစ်နှစ်သုံးနှစ်နောက်ကျော်ပြီးမွေးဖွားခဲ့ပါတယ်မူမအကျိုးအမျိုးနွယ်ဖြစ်၍သူသည်ကြောင်းကျိုးတရားဆင်ញင်တတ်သူဖြစ်တော်လဲကျိုးကစီးစာသည်မဟာသွေးမဟာတွင်ပြေုံမကအချစ်ဖျားမှဘီနတ်နဲ့ထိုးခြင်းမင်းသားတစ်ပါးအကြောင်းပါကဖြစ်ပေါ်လာတယ်လို့ဆိုတယ်ဂျူလီယန်မိသားစုအဆက်အနွယ်ကပေါက်ဖွားလာသူဖြစ်ပြောကြခြင်းကိုကစီးစာကညှင်းချက်ထုတ်ခဲ့ခြင်းမရှိပါသူဒီမိုကရက်ပေါ်ပူလာပါတီဝင်တစ်ယောက်ဖြစ်ပါတယ်သူတော်ကလည်းထိုခေါင်းဆောင်မာရီယန်နဲ့လက်ဆက်ခဲ့ပါတယ်သူကိုယ်တိုင်မှမူကအသက်19နှစ်တွင်အတိုက်ခံအဖွဲ့ဝင်တဦးဖြစ်စင်နာ၏သမီးနဲ့အိမ်တော်ပြုခဲ့လေအတိုက်ခံအဖွဲ့ခေါင်းဆောင်ကြီးမှာဆူလာဖြစ်ပါတယ်နောက်နှစ်လောက်ရှိပြီးဆူလာဩဇာအာဏာကြီးလာတဲ့အခါမှာစီးစာကိုသူဇနီးနဲ့ကြွားရှင်းရအမိန်ပေးပါတယ်စီးစာကလက်မခံဘူးဩဇာကြီးမိတ်ဆွေကျိုးရဲ့ဖြံပြေးမှုကြောင့်ချမ်းသာခွင့်ရခဲ့တော်လဲစီးစာရဲ့အသက်မှာအန္တရာယ်မကင်းဖြစ်နေပါတယ်စီးစာအတွက်ဆောင်ရွက်ကြသူများကိုဆူလာကအယူတွေပဲတင်းတို့ဘာကိုတောင်းခံနေကြတယ်ဆိုတာတင်းတို့သိမသိကြသေးဘူးမာရီယက်လူတွေများကြီးတဲ့ဒီကောင်လေးကအန္တရာယ်ကြီးတယ်ဆိုတော့တွေ့ကြလိမ့်မယ်လို့ပြောခဲ့ပါတယ်အသက်အန္တရာယ်ကြောင့်စီးစာတောင်ကုန်းဒေသတွေမှာခိတ္တပုံးဆောင်နေခဲ့ရတယ်ထို့နောက်ပင်လယ်ကိုပြတ်ကျော်ကအာရှမိန်းနာကြီးရောမစစ်တပ်နဲ့ဝင်ရောက်အမှုထမ်းသေးတယ်BC 80ဖြစ်ပွားတဲ့မက်ဒီလင်တိုက်ပွဲမှာသူ့အမည်ကထင်ရှားလာတယ်စီးစာရန်သူလက်ချက်ဖြင့်ကြာဆုံးရဆဲဆဲရဲဘော်တယောက်ရဲ့အသက်ကိုစွန့်စားကယ်တင်ခဲ့တယ်နောက်နှစ်ကအချိန်ဆူလာကွယ်လွန်သွားရင်စီးစာရောမကိုပြန်ခဲ့တယ်သို့သောအခိုက်အတန့်အပြင်အနေကြီးသာတော့နိုင်ငံရေးအဖြစ်မကစားသေးပါရုံးပြင်ကဏ္ဍလုံးလိုက်တော့လုတ်ကင်နေခဲ့တယ်စီးစာဒီအပြောနဲ့စာပေရေးဖွဲ့ပညာစည်းဝေးရန်အတွက်ရိုရီမျိုးကိုထွက်သွားခဲ့တယ်
ထို့ကြောင့်ပင် Mediterranean ပင်လယ်ဓာတ်ပြများနှင့်တွေ့ဆုံကအစွမ်းပြခွင့်ပေါ်လာရလေသည်စီးစာပါရှိသည့်သင်္ဘောကိုပင်လယ်ဓာတ်ပြများကတိုက်ခိုက်သိမ်းပိုက်လိုက်သည်စီးစာကိုပြန်ပေးဆွဲတယ်စီးစာအတွက်သူ့လူတယောက်ကငွေသွားရှာတယ်စီးစာပင်လယ်ဓာတ်ပြများနဲ့အဖွဲကြအောင်နေတယ်အတူနေတယ်အတူစားတယ်ရဲစရာပုံမြင်များပြောတယ်ပြက်လုံးများထုတ်တယ်အခွင့်အာဏာနဲ့တပြိုင်နက်ဓာတ်ပြများကိုအကြောင်းပြမယ်ဟုပြောတဲ့အခါဓာတ်ပြတွေကရေမောလောင်ပြုံကြတယ်ငွေပေးချေ၍လွတ်မြောက်သွားတော့ကစီးစာအပြောမှုအလုံးနဲ့တက်တည်ပြတော့တယ်မီလီတပ်ဆိုသူတမ်းမှစစ်သည်မောများငားရမ်းကဓာတ်ပြတို့ရဲ့စကန်ကိုလျှက်တစ်ပြက်ဝင်တိုက်ခိုက်ချေမုန်းတယ်ဓာတ်ပြများကိုဖမ်းဆီးကကားစဉ်တင်တပ်ပလိုက်တယ်ပြန်ဝေးငွေကိုလည်းပြန်လည်ရရှိသွားတယ်စီးစာနိုင်ငံရေးနှုတ်ခမ်းမှာရှောက်ရင်းနှစ်နဲ့ကအပျော်ပါးသာအချိန်ကုန်ခဲ့တယ်သူ့အိမ်တော်စုမှာချမ်းသာတာမဟုတ်တော့လေသူ့ကိုလိုလိုချင်းချင်းငွေချေးလိုကြတဲ့လူတွေကပေါ်များကြတယ်ကြီးတော်ကြီးငွေကိုရေလိုသုံးပြီးမိမများကိုလိုက်စားရန်အထွက်ဖြုံခဲ့တယ်ပြည်သူ68တွင်သူသည်ပထမဆုံးအကြိမ်ဖြစ်အစိုးရမူတွင်ဖြစ်လာတယ်တို့တော်တွင်ဆောင်ရွက်ရတယ်ထို့နောက်ပြည်သူ63တွင်အတော်ရာထူးကုန်ချိန်မြင့်လာတယ်ကြီးတော်အတက်လန်းတောက်ချောက်ဖြစ်ပေါ်လာခဲ့တယ်ဘာသာရေးဆိုင်ရာအရာကြီးတူဖြစ်လာခဲ့တယ်စီးစာဆက်လက်အောင်မြင်တိုးတက်မှုကိုရရှိနေတယ်စပိန်ပြည်မှပြည်နယ်တစ်ခုကိုအုပ်ချုပ်ဖို့အတွက်တာဝန်ကိုကောင်းစွာဆောင်ရွက်ပြခြင်းဖြင့်သူရဲ့စွမ်းရည်ကိုပုံမတည်တာထင်ရှားစေခဲ့တယ်တို့ပြင်သူ့ရောမကိုတကယ်ကောင်းဆောင်မှုပေးနေသည့်ဗိုလ်ချုပ်ကြီးပွန်ပြီးကစီးစာနဲ့ကရက်ဆက်တို့နှစ်ယောက်ကိုရွေးချယ်ကဥဆောင်သုံးဝင်းဆိုင်ပွဲအဖြစ်ဖန်တီးပေးလိုက်တယ်စီးစာပွန်ပြီးနဲ့ချစ်ကြည်တိုးတက်ခိုင်မြဲဆိုရင်သူသမီးဂျူလီယာကိုပင်ပွန်ပြီးနဲ့လက်ဆက်စီခဲ့တယ်နောက်တစ်နေ့တွင်စီးစာဆန္ဒရနိုင်ငံရေးဌာနကစီးစာကိုခေါ်ပြည်နယ်၌ကောင်စစ်ဝင်ဖြစ်ခန့်ထားလိုက်တယ်စီးစာကိုမလိုမုန်းသောသူတို့ကစီးစာရောမထွက်သွားတာကိုဝန်တာနေကြတယ်ခေါ်ပြည်ကစီးစာရဲ့ဂုဏ်သတင်းကိုကြာဆုံးစေလိမ့်မယ်သူတို့ကယုံကြည်နေကြတယ်ထို့ပြင်စီးစာအနေနဲ့စီရွေးစားစီပြသနိုင်ခွင့်မရှိတော့တာလည်းသူတို့ကတွက်ထားကြတယ်သို့တော်စီးစာကသူဘာလုပ်နေစီဆိုသည်ဆိုခြင်းကိုကောင်းစွာသိတယ်ရောမပြည်တွင်စစ်ပွဲများ၌အောင်မန်းဆင်နိုင်ခြင်းသည်သာဩဇာအာဏာရရှိရန်လမ်းကြောင်းဖြစ်တယ်ဆိုတာကိုစီးစာကောင်းကောင်းသိတယ်သူဟာသူရဲ့အခြေအနေနဲ့သူရဲ့ဇာတာဆန်းလက်ကိုစိတ်ကြယုံကြည်သူလည်းဖြစ်တယ်ထို့နောက်တွင်စီးစာစစ်တိုက်၍ရောမနိုင်ငံနယ်မိတ်ကိုချဲ့ခဲ့လေတော့တယ်စီးစာရဲ့အောင်ပွဲရသတင်းပို့တော်များသည့်ရောမလွတ်တော်တပွဲပွဲရောက်လာတော့တယ်တခါတရံတွင်စီးစာဘေးကျနှံချက်အပြင်မျိုးနဲ့ရင်ဆိုင်ရတယ်သို့တော်သူကဆေးချိုးတတ်သူမဟုတ်စေတခဲခဲမမအမျော်မြင်ကြီးစွာနဲ့ကျင်းတဲ့ငယ်တိုင်ရင်နောက်ဆုံး၌အောင်ပွဲရသည်သာဖြစ်တယ်သူရဲ့စစ်သားများသူ့ကိုကြောက်ကြတယ်မှန်တော်လဲဖျားတစုကူလုံးကိုးကွယ်ကြတယ်စီးစာသည်သူတပ်သားများအင်အားကိုအစွမ်းကုန်သုံးချတတ်တယ်လူကိုယ်တိုင်ကလည်းနမူနာပြတယ်အသေးခံနဲ့ရှေ့တန်းကနေတိုက်တယ်သူ့နောက်တန်းကဂိုနေတဲ့စစ်သူကြီးတယောက်မဟုတ်ဘူးမြောက်စံဘုံစံများပေါက်ကွဲနေသည့်ကြားမှာတက်ကိုအမိန်ပေးသူဖြစ်တယ်ရှေ့တန်းစစ်မျက်နှာမှာအမဲတွေ့နေရတဲ့စစ်ဘိုလ်ကြီးလည်းဖြစ်တယ်စစ်သားများနဲ့အတူမမောနိုင်မပန်းနိုင်ခြေလင်းချီတက်တယ်ကိုပြားကိုဆွဲရင်ကကိုယ်တိုင်လည်းကျင်းတူးတယ်စစ်သားများစားသည့်အစားအသောက်အတူစားပြီးအရညံ့ကိုအတူတောက်ကြတယ်စစ်သားများဆူဆူအေးချမ်းချမ်းအေးဆက်ကြရတဲ့အခိုင်မှာသူလည်းဘယ်တော့မှလုံလုံချုံချုံတဲတွင်းမှာမအိပ်ဘူးဒါကြောင့်မို့စစ်သားတွေကသူ့ကိုအသက်ဆုံးပြီးကောက်ွယ်ပြီးချစ်ကြတယ်တိုက်ကြတယ်စီးစာအတူတလည်းစက်ခိုင်တန်သွားသူတယောက်တော့မဟုတ်ပါဘူးဝယ်ယူပြန်ယောဂကိုပင်ခံစားနေရသူဖြစ်ပါတယ်သို့တော့စီရစီမံရမှာတော့တမဏိကဲ့သို့မာကျော်ထက်မြင်လာတယ်သူကရဲရဲတော့တတိကောင်းသူလည်းဖြစ်တယ်စီးစာတက်သားများတိုင်းဂေါလူမျိုးတွေရဲ့အပြင်းထန်တိုက်ခိုက်ခြင်းမွန်းခြင်းကိုမကြာခဏကြုံရတယ်ထိုကမျိုးမှာစီးစာဓာတ်ကိုဝေရရင်တွေးထိုးအပိစကားကိုဖြစ်ကျွင်းတဟုန်လုံးဝင်ရောက်တိုက်ခိုက်သည်စီးစာကိုမြင်လိုက်ရင်တက်သားများအသည့်မန်တင်တကြွ၏တခဲနဲ့ကြွေးကြော်ကြရင်ညံသူကိုတုတ်တင်နိုင်ကြတော့တယ်ဒါစီးစာအခြေရနေပြီးတော့အသေးခံတိုက်ပြတဲ့အတွက်ကြောင့်တက်သားတွေကသူ့ကိုညောကနေလိုက်ပြီးတော့အသေးခံတိုက်ပြီးတဲ့အတွက်စီးစာအောင်မြင်မှုပွဲတွေအများကြီးရခဲ့ပါတယ်
အသက်ကိုလည်းစီးစာစွန့်ပြီးတော့တိုင်းပြည်အတွက်နေမြေတွေကိုရှာဖွေပေးခဲ့ပါတယ်စာသူတော်ကြီးစိတ်စီးပြားကတော့စီးစာရဲ့အာဘော်ဖြင့်အောက်ပါစကလုံးကိုသုံးဆွဲခဲ့ပါတယ် Crower died many time before their death the billion test or test but once ချိုလိုတာကတော့တရေပေါင်းကြော်သူတို့သည်အဖန်ဖန်တည်ဆုံးရတယ်ရဲသန်းတတိရှိသူသောတည်ခြင်းကိုတစ်ချိန်သောမိစမ်းရတယ်လို့ဆိုတယ်ထိုစဉ်ကတမိုင်းစာပေများကိုဖတ်ရှုမယ်ဆိုရင်အထူးသဖြင့် BC 58နဲ့49ဒီကာလစီးစာရဲ့စစ်ကြည့်မှုများအကြောင်းကိုဖတ်ရှုလေ့လာကြမည်ဆိုရင်စီးစာကိုလည်းမှတ်တမ်းတင်ခဲ့သောဇာတုမှာအကောင်းဆုံးဖြစ်နေတယ်သူပြုခဲ့သောတမိုင်းမှတ်တမ်းများမှာလက်တင်စာပေလောကမှာထင်ရှားလာတယ်ဗြိတိန်ကိုနှစ်ကြိမ်နဲ့စီးစာဝင်ရောက်တိုက်ခိုက်ခဲ့သည့်အကြောင်းကိုအထူးစိတ်ဝင်စားဖွယ်ဖတ်ရှုကြရတယ်မာဇင်ဂတ်ထရီရဲ့ခေါင်းဆောင်မှုဖြင့်ဂေါလူမျိုးတို့ပုံမှန်ထားကြတဲ့ကပြင်းထန်လာတယ်စီးစာတမ်းများမကြုံဘူးအောင်အခြေအနေဆိုးနေတယ်သို့သောစီးစာအစွမ်းကုန်စူးစီးကုတ်ခဲကတိုက်ခိုက်တယ် BC 50နှစ်အလက်ရှားတိုက်ပွဲမှာရန်သူကိုပြီးသက်ချေမှုန်းနိုင်တယ်ညစ်တော်ကြအာခံခဲ့တဲ့မာဇင်ဂတ်ထရီလည်းလက်နက်ချရတယ်ဒီနောက်မှာဂေါတို့ရဲ့နောက်ဆုံးပုံကံမှုတွေဖြစ်တယ်ထိုချိန်ကစားပြီးဂေါနိုင်ငံရောမရဲ့အဖို့တဲ့နေမည်ဖြစ်လာတော့တယ်ထိုအောင်ပွဲမှာစီးစာကိုအချိန်ငယ်ဖြစ်စီရောမဂျီနီကိုဂယူးဆိုင်ရင်အခါတင်ပြီးတယ်သူတို့ရဲ့သုံးပွင့်ဆိုင်ဥဆောင်မှုပုံစံရော်ရဲရဲနဲ့ပြက်ပြက်တော့မလို့ရှိနေပြီးရောမရှိပုံပြီးကခပ်ဖဲဖဲသူ့ကိုလုံနေတယ်အဝေးကိုကြီးသွားတဲ့သုံးပွင့်ဆိုင်နဲ့ကရက်